အခုတကအုတ်တချင်းမှာအလုံးရေဘယ်လောက်ရှိသလဲဆိုတာကိုလေ့လာကြည့်ကြမယ်ဒီတော့ကျွန်တော်သိထားမှာကကုပါချင်းရှိမယ်စကွဲရချင်းရှိမယ်ဒီတော့ကုပါချင်းဆိုတာကအလျားရဲ့အနံရဲ့အမြင့်ရဲ့မြောက်ရင်ကုပါချင်းရမယ်စကွဲရချင်းအကြအလျားနဲ့နံနဲ့မြောက်လိုက်ရင်ဒါစကွဲရချင်းပဲဒါဆိုဥမာကျွန်တော်တို့ကဒီမှာပေ30ပေါ့အလျားပေ30အနံ10ပေရှိတဲ့အုတ်နံရံတစ်ခုအုတ်စီမယ်ဆိုရင်ဘယ်လောက်ကုန်လဲဥမာအဲ့ဆိုအလျားပေ30အနံ10ပေဆိုမြောက်လိုက်ရင်300 square feet ဒါဆိုဒါ square ချင်းအလျားနဲ့နံနဲ့မြောက်လိုက်တာ300 square feet ရမယ်ကျင်းဖွဲ့မယ်ဆိုရင်ကျွန်တော်100နဲ့စား100နဲ့စားဆိုဖြစ်တဲ့အတွက်300ကို100နဲ့စားတော့3ချင်း3ချင်းရမယ်3ချင်းဆိုတစ်ချင်းမှာကျွန်တော်တို့ကအုတ်ကအလုံးကြီး950ရှိတယ်ဟောတစ်ချင်းမှာကျွန်တော်တို့ကအုတ်လုံးကြီးက950 3ချင်းဆိုတော့မြောက်လိုက်မယ်ဆိုရင်တစ်ချင်းစာမှာရရှိမယ်အုတ်လုံးကြီးရရှိလာမယ်ဒါက square ချင်းနောက်တစ်ခုကျွန်တော်တို့ကကုပါချင်းနဲ့တွက်မယ်ကုပါချင်းဆိုတာအလျားရဲ့အနံရဲ့အမြင့်ဟုတ်ပြီအလျားကတော့10ပြီအနံကလည်း10ပြီအမြင့်က1ပေရှိတယ်ဆိုတော့အလျားရဲ့အနံရဲ့အမြင့်ရဲ့သူ့ရဲ့ဒုပေါ့နော်ဒုက1ပေရှိတယ်1ပေဒု1ပေဒုရှိတဲ့အုတ်နံရံကိုစီးမယ်ဆိုရင်ညောက်တဲ့အခါမှာ100ကုပါပြီအလျား10ပြီအနံ10ပြီအမြင့်1ပေဒါဆိုရင်သူ့မှာရှိတဲ့အလျားအနံအမြင့်မြောက်တဲ့ဖြစ်တဲ့အတွက်ကုပါချင်းဖြစ်သွားပြီကုပါချင်းမှာလည်းဒီတိုင်းပဲကျင်းဖွဲ့မယ်ဆိုရင်100နဲ့စားအဲဆိုရင်100နဲ့စားလိုက်ရင်တစ်ချင်းရမယ်ကုပါချင်းမှာじゃတစ်ချင်းမှာကျွန်တော်တို့က1350ရှိတယ်အုတ်လုံးကြီးက1350ရှိတယ်ဒီတော့ကျွန်တော်တို့မှတ်ထားမှာကအလျားရဲ့အနံရဲ့အမြင့်ရဲ့မြောက်ရင်ကုပါချင်းအလျားနဲ့အနံနဲ့ပဲမြောက်ရင် square ချင်းနောက်တစ်ခုထပ်မှန်မှာကကျင်းဖွဲ့မယ်ဆိုရင်100နဲ့စားကျင်းဖွဲ့မယ်ဆိုရင်100နဲ့စားဒီတော့ square ချင်းမှာတစ်ချင်းမှာအုတ်လုံးရတစ်ချင်းကိုအလုံးကြီး950ပုံမယ်ကုပါချင်းမှာじゃတစ်ချင်းကို1350ပုံကြမယ်ဒီနည်းတိုင်းကျွန်တော်တို့အုတ်တွေကိုတွက်တဲ့အခါမှာအုတ်လုံးကြီးတွက်ထုတ်မယ်ဆိုရင်ဒီနည်းတိုင်းပဲတွက်ထုတ်မှာဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်